လို့ဦးတောင်းမသိဘူးဟုတ်လား ဟုတ်တယ်ဆရာကြီးမတည်တဲ့အပြင်သူ့ရဲ့တိုင်းပညာလည်းအမခန်းလောက်အစ်စ်မြင့်လာတယ် သူ့လက်ထဲမှာလည်းငကနိုင်ဓာတ်ကိုတွေးလိုက်ရတယ်ဆရာကြီး ငကနိုင်ဓာတ်ငကနိုင်ဓာတ်ဆိုတော့မင်းတို့ဘယ်လိုသိလဲ သူပြောတာပဲဆရာကြီးသူ့လက်ထက်ကဒါတခြားဓာတ်ရည်နဲ့မတူတော်တော်ထူးခြားတယ်သူသုံးပြသွားတဲ့ဓာတ်ခွက်ကလည်းကြောက်စရာကောင်းတယ်ဒေဝါတို့တိုက်ခတ်နေရမယ်ကြောင်ကြောက်ကိုကစားနေတယ်လို့ပဲ ဟုတ်ဝမ်းသာလိုက်တာဟိုအဖထင်တာကြီးမှန်နေပြီပေါ့နော်အဖဟိုဦးရောင်းမတည်သေးဘူးဆိုရင်လေဟိုဦးရောင်းကိုတမျိုးလိုက်ရှာပြီးတော့ပြန်ခေါ်အောင်တော့ဗျ ဘာလဲပြန်ခေါ်ချင်တာဟောသမီးရဲ့ဒါပေမဲ့ဒီကလေးကဘာလို့စိတ်နာသွားပြီလားမသိပဲ ။အော်မဟုတ်တော့ပါဘူးကိုဆက်ကရဲ့ဥတောင်းလေးကိုကြည့်ရတာလေရှင်စိတ်ဆုံးမပြေသေးဘူးလို့ထင်ပြီးမလာရဲတာဖြစ်ပါလိမ့်မယ်ရှင် အဲ့လိုဖြစ်ရင်တော့ကောင်းတာပေါ့မိမရဲ့အခုတော့ဦးတော်ဟာတိုင်းပညာကြီးအရန်တက်ပြီးတော့မကောင်းတဲ့လူတွေနဲ့တွေ့ပြီးလမ်းမလိုက်တော့မှစိုးရိမ်နေတာဖြစ်ပါဦးလေဒီကလေးကိုငါကိုယ်တိုင်လိုက်ခေါ်မှဖြစ်မှာပါ တွေ့ရအောင်ကြာပြီကြောက်ကိုမမိပါနော် မှတ်မိပါတယ်ဗျာခင်ဗျာကျေးဇူးတွေကကျွန်တော်ပေါ်မှာရှိခဲ့တာပဲ မင်းရဲ့လမ်းလျှောက်ပုံကိုကြည့်ရတာဒီတော့ထဲမှာတိုင်းပညာတွေတော်တော်တိုးတက်လာပုံပဲ ဟုတ်တယ်ဗျာမထင်မှတ်ဖက်နဲ့ဓာတ်တစ်ချောင်းနဲ့တိုင်းလေးကျင့်ပွဲမှာရခဲ့တယ် ကောင်းတယ်ကွာကောင်းတယ်မင်းကအခုဆိုရင်ငါခံမှန်းခဲ့တဲ့အတိုင်းအစင်းမြင့်တိုင်းသမားတစ်ယောက်ဖြစ်လာခဲ့ပြီ ကျွန်တော်ကအခုလိုစေနာထားပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ် ဆိုင်ထားလိုက်ပါအခုမင်းရဲ့တိုင်းပညာတွေဘယ်လောက်တိုးတက်လာသလဲဆိုတာစမ်းကြည့်ကြရအောင်ကျုပ်လည်းဘုသူတရားရတာဟုတ် ဟုတ်ကဲ့ကျွန်တော်ကိုတက်ညာပေးပါ Thank you.